ကျမအသက်32နှစ်သူက19နှစ်ပါအွန်လိုင်းမှာသူနဲ့ချစ်သူဖြစ်တာချစ်သူဖြစ်ပြီး9လပဲရှိသေးတယ်သူတို့ဘေးနာကကောင်မလေးနဲ့ချစ်ကြိုက်သွားပြီးကျမကိုထားခဲ့တာပါတလလောက်နေပြီးသူမှားပါတယ်နောက်ဘယ်တော့မှအခုလိုမလုပ်တော့ပါဘူးပြန်လာခွင့်ပေးပါဆိုပြီးငိုယိုတောင်းပန်လို့ပြန်လက်ခံမိတယ်ဒီလိုနဲ့အခုဆိုတွဲလာကြတာတစ်နှစ်ပြည့်ပါတော့မယ်ပြဿနာကအမြဲရန်ဖြစ်နေရတာပါသူဘာလို့ပြောပြပေမဲ့ကျမကမယုံပါဘူးသူအိမ်သာတက်ရင်တော့အဲ့ကောင်မလေးနဲ့ဖုန်းပြောနေတာလားတွားတွေ့နေတာမလားအမြဲတမ်းတရားစိတ်ဝင်တာပါစိတ်တွေလည်းအယမ်းမောတယ်နေညဒါတွေတွေးပြီးဘာလို့ဆိုရဲ့အဲ့အနီးနာကကောင်မလေးနဲ့သူ့မိဘတွေပေးစားလို့ယူရမှာပါငယ်ချစ်ဦးပါဆိုပြီးအဲ့လိုကျမကိုလိန်ခဲ့တာပါအရင်ကပေါ့အခုသူလက်ရှိပြုပြင်နေပြီကောင်းအောင်နေထိုင်နေပေမဲ့ကျမစိတ်ကတန်တရားစိတ်နဲ့အမြဲအတွေးလွန်နေတာပါညညဆိုလဲအိတ်မပြောပါဘူးအခါမှာသူတယောက်ပဲနေတာဆိုတော့ညတကောင်အဲ့ကောင်မကိုခေါ်ပြီးအိတ်နေသလားပါလဲဆိုပြီးအတွေးပေါင်း16000ဝင်မိတာပါသူကတော့သူ့အမှားကိုပြင်ပြီးအကောင်းဆုံးနေတာတွေ့ရပေမဲ့ဘယ်လိုလုပ်တင်လဲရှင်ပတ်ဝန်းကျင်မှာလဲကျမကိုသူ့မိန်းမပါလို့ပြောထားပါတယ်ယူဖို့အထိလှုပ်ထားကြတာပါအခုလိုအနေဝေးတော့အမြဲသူ့အပေါ်တန်တရားစိတ်ဖြစ်မိပါတယ်အဲ့ကောင်မလေးနဲ့ပြန်ပတ်သက်နေမလားဆိုတဲ့စိတ်ကသူကတော့အဲ့ကောင်မလေးအကြောင်းမပြောနဲ့ဆိုပြီးစိတ်တူပါတယ်သူ့ကိုတန်တရားစိတ်နဲ့မိတိုင်းဘယ်လိုလုပ်တင်လဲရှင်အကြံလေးရချင်မိပါတယ်မိမသားတို့ရှင်ဖွင့်ရာ